ညနေ3နဲ့5 break ပေါက်တယ်ကွာဆရာပရိသတ်ဒီပြောရဲလားပွဲသိမ်းမနာထပ်ပေါက်ကြမယ်ကွာဒီတစ်ပတ်လဲထွက်လိုက်တဲ့5 break မပြီးနိုင်တော့ဘူးဒီတစ်ပတ်ကျန်ကနန်းကခွန်နှလုံးထဲကျန်တော့တယ်ကနန်းစုံအောင်ထွက်ကြပြီခွန်ပတိတလုံးထဲကျန်တော့တယ်ကွာခွန်ပတိကပျောက်မှလားထွက်ပေးမှလားဆိုတာဆရာပရိသတ်ဒီသိကျင်နေကြပြီလားဆရာပရိသတ်ဒီပွဲသိမ်းမနက်ထပ်ပေါက်ကြမယ်ကွာဆရာကပေါက်စေချင်လို့တင်ပေးတာဆရာပရိသတ်ဒီမနက်ထပ်ပြီးပြောကြကွာညနေ3နှစ်ပေါက်ခဲ့တဲ့ကနန်းအဆက်ပွဲပိမ့်မနဲ့ဆရာဆိုင်အရာထက်ကိုထပ်ပေးရမယ်ကွာပေါက်ကွာဆရာပြောတာတေချာလိုက်နားထောင်ရင်နားလိုက်ရင်ပေါက်မယ်ကွာဆရာပရိသတ်တချို့ကဆရာကိုကောမန့်မှာပြောနေကြတာဆရာတွေ့တယ်ဆရာအရင်လိုစာနဲ့ရေးတင်ပေးပါလားဆိုတာဆရာပရိသတ်တည်းရဲ့ပြောတဲ့စကားဆရာအလီမထားတာမဟုတ်ပါဘူးကွာဆရာအတန်းနဲ့တင်တာကဆရာပြောတဲ့စကားဆရာပရိသတ်တွေဘသူတွေအဆက်အဆုံးနားထောင်နေမလဲသိကျင်လို့ဆရာကအတန်းနဲ့တင်ပေးတာပါကွာဆရာကိုတန်ဖိုးထားတဲ့ဆရာပရိသတ်တွေကဆရာပြောတဲ့စကားတေချာလိုက်နားထောင်ပြီးဆရာကနန်းကစားတဲ့အခါပေါက်ကြတယ်ကွာပွဲသိမ်းမနဲ့ထက်စော်စမ်းကွာထက်ပေါက်ရမယ်ဆရာပြောလာတေချာလိုက်နားထောင်ရင်ဆရာပရိသတ်တွေသိကြတယ်ပွဲသိမ်းတောက်ကြမနဲ့နိုင်သလိုချင်းစော်စမ်းကွာတခါတလေဆရာကနန်းမားတဲ့အခါဆရာကိုအပိမမြင်ကြပါနဲ့ကွာဆရာလဲဆရာပရိသတ်တွေအပါအမြဲတမ်းစေတနာအပိနဲ့အမှားနဲ့မိအမှန်များအောင်လို့ဆရာအမြဲတမ်းကြိုးစားပေးနေတယ်ကွာဆရာရဲ့ဟူးမကျော်မွေးပရိတ်မိန်တင်နိုင်ပရိတ်6-3တဲ့ဆိုတဲ့ပေါက်တယ်ကွာဆရာမွေးပရိတ်ပြက်ပင်မရှိခဲ့ဘူးလို့ပြောရမယ်ဆရာပြောလာတေချာလိုက်နားထောင်ရင်ထပ်ပေါက်မယ်ကွာဆရာကနားနေတိုက်ဆိုလဲစစ်တိုက်ဝက်ကွဲထိမ့်မနိုင်သိမ့်မနိုင်ပေါက်ခဲ့ကြတယ်ကွာဒီတစ်ပတ်အတွက်ဆရာဟူးမကျော်မွေးပရိတ်တင်ပေးထားတယ်ပေါက်ပြီးပြီဟူးမကျော်မိန်တင်နိုင်ပရိတ်6-3တဲ့ပေါက်ပြီးပြီကွာဂျာတာပရိနဲ့တောက်ကြမွေးပရိတ်ဂျာတေးနေမှာမွေးပရိတ်မထက်ခဲလို့တောက်ကြမနက်ညနေဆက်ပြီးမွေးထားကြကွာတေချာနားထောင်ဖေးပါကွာပရိတ်တလုံးနဲ့မွေးကွာ3 break တောက်ကြမွေး3 break 3 break 3ည3 1 2 4ခိုး5 8 6မွေး break 3 break မိမိကြနဲ့တေချာမှတ်ထားကြကွာထပ်ပြီးပေါက်ကြအောင်မယ်ကွာအပတ်တိုင်းဆရာမွေး break လိုက်ကစားဖို့တဲ့ဆရာပရိသတ်ဒီသိကြတယ်ကွာဆရာမွေး break ထပ်ပေါက်မယ်ကွာထပ်ပြောမယ်3 break 3 break ဆရာကနန်းနေတိုက်ဆိုလေတသီးစားနှစ်သီးစား3သီးစားနဲ့ခဏပေါက်ကြတာပြောရက်လားကွာအပတ်တိုင်းဆရာကနန်းလိုက်ကစားဖို့တဲ့ဆရာပရိသတ်ဒီသိကြတယ်ကွာဆရာကနန်းပေါက်တိုင်းဆရာကမန်ပါဝင်မခေါ်သလိုပေါက်ကျေးမတောင်းသလိုမုံဖိုးလည်းမတောင်းခဲ့ပါဘူးကွာဆရာပရိသတ်တွေအမြဲစေတနာအပြည့်ထားပြီးလို့ပေါက်ကနန်းထစ်အောင်လို့ဆရာအမြဲတမ်းကြိုးစားနေတယ်ကွာဆရာရဲ့စေတနာကိုအတိမတ်ပြုတ်ခဲ့ရင်အားပေးတယ်လို့ပြောခဲ့ပေးပါကွာဆရာပရိသတ်တွေရဲ့အားပေးစကားဆရာအားရှိတယ်ကွာအားပေးတယ်လို့ပြောခဲ့ရင်ရပါပြီကွာတောက်ကြမနဲ့ဆရာကနန်းပတ်တီနဲ့ရွေးကွက်ကစားပြီး2သီးစား3သီးစားနဲ့ထပ်ပြီးပေါက်ကွာပေါက်စီကျလို့စေတနာနဲ့ကြိုးစားရှာဖွေပြီးတင်ပေးနေတဲ့ဆရာကွာဆရာပရိသတ်တွေအတွက်နေ့တိုင်းထက်ကနန်းစစ်တယ်နေ့တိုင်းတွက်တယ်နေ့တိုင်းပြန်ကြည့်တယ်ဒီနေ့အထိလှုပ်လာနိုင်တာကပရိသတ်တွေကြောင့်ပဲကွာတချို့ကမေးကြတယ်ဆရာဘာလို့မန်ပါမခေါ်မလုပ်လဲလို့ဆရာပြောမယ်ကွာဆရာမလို့ခြင်းဘူးပရိသတ်တွေပတ်စံပေးရတာဆရာကိုယုံကြည်ပြီးလိုက်ကစားတဲ့ဆရာပရိသတ်တွေကိုဆရာမတုံစားခြင်းဘူးအဲ့ဒါကြောင့်အခမဲ့ပဲပေးလာကွာပရိသတ်တွေပေါက်ရင်ဆရာအယမ်းပျော်တယ်ကွာဆရာကနန်းပင်ပန်းနဲ့ရှာထားတာလားဆရာပရိသတ်တွေပေါက်ဖို့အတွက်ပေါက်ရင်ပြောရင်ဆရာမြင်ဟာစိတ်ချမ်းသာတယ်ကွာဆရာကလိန်တာမရှိဘူးကွာပေါက်ရင်ပြောတယ်မပေါက်ရင်လည်းဝင်းခံတယ်ကွာဒါပဲယုံကြည်မှုကွာဒီနေ့ဆရာကနန်းကြည့်နေတဲ့သူတွေကောမန့်မှာဆရာရှိလားလို့ရေးပေးပါအောင်ကွာဆရာကောမန့်တွေကိုဖတ်နေတာကွာဆရာရှိပါတယ်ကွာနေ့တိုင်းကြည့်တယ်ဆိုပြီးရေးထားတာတွေ့ရတော့ဆရာစိတ်ထဲအားတက်လာတယ်ကွာဆရာကနန်းကိုနေ့တိုင်းကြည့်ပေးကြတဲ့ပရိသတ်တွေကတကယ်ဆရာအတွက်မိသားစုလိုပဲကွာတချို့ပရိသတ်တွေကမနဲ့အလုတ်သွားရင်နားထောင်တယ်တချို့ကဆိုင်မှာဖွင့်ထားတယ်တချို့ကညအိမ်မှာနားထောင်တယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဆရာအတန်ကိုနားထောင်နေတာဆရာအတွက်အယံတန်ဖို့ရှိတယ်ကွာတခါတလေဆရာကို message လာပို့ကြတယ်ဆရာရဲ့မနေ့ကပေါက်လို့မိသားစုအတွက်စံဝဲနိုင်ပြီဆရာရဲ့အကရေးဆက်နိုင်ပြီဒီလို message တွေဖတ်ရရင်ဆရာမျက်ရည်တောင်ဝယ်တတ်တယ်ကွာဒါကြောင့်ပဲဆရာမပင်ပန်းဘူးမငီးနှွေဘူးနေ့တိုင်းဆက်လုပ်နေတယ်ကွာတချို့ကထင်ကြတယ်ဆရာကနန်းပေးတာလွယ်နဲ့ရတယ်လို့ထင်နေကြတယ်ကွာမဟုတ်ဘူးကွာဆရာကဏိကိုနာယီအများကြီးထိုင်တွက်တယ်အရာထွက်ကနန်းတွေပြန်ကြည့်တယ်စရွက်တွေပြည့်အောင်ရေးတယ်တခါတလေည2နာရီ3နာရီထိမအိပ်ပဲနဲ့တွက်နေရတဲ့နေ့တွေလည်းရှိခဲ့တယ်ကွာဘာလို့လဲဆိုတော့မနှက်ဖြန်ပရိသတ်တွေအနိုင်ရစေခြင်းလို့ကွာတချို့ပရိသတ်တွေကဆရာပေးတာရပြီးရင်တငယ်ချင်းတွေကိုမပြောဘူးဒါမမှားဘူးကွာကိုယ့်အတွက်ကန်ကောင်းတာကိုထိန်းထားချင်တာပဲဒါပေမဲ့ share လုပ်ပေးရင်တော့ဆရာပိုဝမ်းထားတယ်ကွာဘာလို့လဲဆိုတော့ပိုပြီးလူတွေအနိုင်ရနိုင်လို့ကွာဆရာကနန်းကို share တစ်ခါလုတ်လိုက်ရုံနဲ့သူ့တယောက်ရဲ့ဘဝပြောင်းနိုင်တယ်အဲ့ဒါကိုမမေ့နဲ့ကွာဆရာကပရိသတ်တွေကိုအမြဲတမ်းပြောချင်တယ်ကနန်းကစားတာဘဝကိုဖျက်ဖို့မဟုတ်ဘူး
ဘဝကိုတိဆောက်ဖို့ပဲမိသားစုကိုကူညီဖို့ကိုတိုးတက်ဖို့အဲ့ဒီလိုစိတ်ထားနဲ့ကစားလောဘနဲ့ကစားရင်နောက်ဆုံးရှုံးမဲ့ရမယ်အပတ်တိုင်းဆရာကနန်းလိုက်ကစားကြတဲ့ဆရာပရိသတ်တွေဘာကြောင့်အောင်မြင်နေလဲထီလားစီးနဲ့ကန်းနဲ့ကစားလို့ကွာဆရာပြောတာနားထောင်လို့ကွာဆရာစကားနားထောင်တဲ့ဆရာပရိသတ်တွေထိမ့်မနိုင်သိမ့်မနိုင်ဝက်ကွဲပေါက်ကြကွာတောက်ကြမနပတ်သီးနဲ့ရွေးကွက်73ရက်2လ2026ပတ်သီးတွေကရွေးကွက်ပြောပြီကွာတေချာနားထောင်ပေးကြပါကွာတောက်ကြမနပတ်သီးတဲ့ရွေးကွက်တက်ပတ်သီးနဲ့9ပတ်သီးရွေးကွက်ကွာမနက်တပတ်သီးနဲ့9ပတ်သီးရွေးကွက်တေချာနားထောင်ပေးပါကွာ30 16 19 50 56 59ရွေးကွက်ရှိအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ10 16 19 50 56 59ဆရာကြိုက်ရွေးကွက်နှစ်သီးစားနဲ့ထပ်ပြီးပေါက်ကြကွာတချို့ကဆရာပေးတာမလိုက်ပဲကိုကြိုက်တာထိုးတယ်ပြီးတော့ရှုံးသွားတော့ဆရာကိုအဖြစ်တင်တယ်ကွာဒါမဖြစ်တင်ဘူးကွာဆရာကအကောင်းဆုံးလုပ်ပေးနေတာပါဆုံးဖြတ်တာကတော့ဆရာပရိသတ်ကိုလက်ထဲမှာပဲဒီနေ့ဆရာကနန်းကြည့်နေတဲ့ဆရာပရိသတ်တွေအပတ်တိုင်းခဏပေါက်ပြီးပြောရတယ်ကွာဆရာနဲ့အတူဆက်လက်ကြိုးစားကြမယ်ကွာတခါတလေဆရာပေးတာမပေါက်တဲ့နေ့တွေရှိမယ်အဲ့ဒီနေ့တွေမှာဆရာကိုမမုန်းကြပါနဲ့ကွာဆရာလည်းလူပါမှားတတ်တယ်ဒါပေမဲ့မပြင်းပဲမနေဘူးအမားကနေတင်ယူပြီးနောက်နေ့ပိုကောင်းအောင်လုပ်တယ်ဒါကဆရာရဲ့စီကန်းကွာဒီနေ့ဆရာကနန်းအဆုံးထိနားထောင်နေတဲ့သူတွေကိုဆရာတကယ်လေးစားတယ်ကွာဆရာပရိသတ်တွေရှိလို့ဆရာကြိုးစားရတာအားရှိခဲ့တာကွာအခုဆရာကနန်းကြည့်နေတဲ့ပရိသတ်တွေအယံတိတ်နေကြတာပဲကွာကောမနက်မှာတစ်ချက်လောက်ဆရာကြားနေပါတယ်ရေးပေပါအောင်ကွာဆရာကောမနက်တွေကိုဖတ်နေတာကွာဆရာပရိသတ်တွေကြောင့်ဆရာမပင်ပန်းတော့ဘူးတချို့ပရိသတ်တွေကမနက်6နာရီမှအလုပ်သွားည8နာရီမှအိမ်ပြန်အဲ့ဒီကြားထဲမှာတော့ဆရာကနန်းကိုဖွင့်ထားကြတယ်ဒီလိုတွေ့ရရင်ဆရာစစ်ချေလေးစားလို့မဆုံးဘူးကွာတချို့ကဆရာတဲ့ကျမဆရာကနန်းလိုက်ကစားမှအမျက်တွေရခဲ့ပြီးအဆင်ပြေကြတယ်လို့ကြားရတာဆရာဝမ်းသာတယ်ကွာကနန်းကစားတာနဲ့ပတ်သက်ပြီးတခုပဲပြောချင်တယ်မနေ့ကပေါက်လို့ဒီနေ့အများကြီးထိုးမယ်အဲ့ဒါလောဘပဲကွာလောဘဝင်ရင်ညံထွက်သွားတတ်တယ်ဆရာကနန်းလိုက်ကစားမှုတဲ့ဆရာပရိသတ်တွေဘယ်လိုအမျက်ရနေလဲသိလားနဲနဲစီတခေးဖေးစုလာလို့ကွာတနေ့1000တနေ့2000တနေ့9000အဲ့ဒီလိုနဲ့လတွေကြာလာရင်အများကြီးဖြစ်လာတယ်ကွာဒါကအမှန်ကွာတချို့ကအမြန်ချမ်းသာကြလို့အများကြီးထိုးတယ်နောက်ဆုံးအကုန်ရှုံးသွားတယ်ဆရာမမြင်ချင်းဆုံးကအဲ့ဒီလိုပဲကွာဒူးဒီကစားတဲ့အခါကိုနိုင်တဲ့လောက်ချင်းပြီးကစားနိုင်တဲ့ဝန်တန့်ပြီးကစားဒါဆိုအပတ်တိုင်းအမျက်ကြက်မယ်ကွာဆရာစကားနားထောင်တဲ့ပရိသတ်ဒီအပတ်တိုင်းလိုပေါက်ပြီးကအမျက်ကြံကြလို့ပြောရတယ်ကွာတောက်ကြမနတ်ပတ်တီးနဲ့ရွေးကွက်ကစားပြီးနှစ်သီးစားသုံးသီးစားနဲ့ထက်ပြီးပေါက်ကြကွာဆရာရဲ့ဟူးမကျော်မွေးပရိတ်မိန်တင်9ပရိတ်63တဲပေါက်ပြီးတောက်ကြမွေး3ပရိတ်ထိန်းကစားပြီးဆက်မွေးထားကြကွာဆရာရဲ့ဟူးမကျော်မွေးပရိတ်ကပေါက်ပြီးဆရာကထပ်ပြီးပေါက်စေချင်လို့တေချာရှင်းပြပြောပြနေတာကွာဆက်ပြီးမွေးရင်ထက်ပေါက်ကွာနိုင်တဲ့လောင်ထိန်းကစားပြီးမွေးရင်အမျက်ကြံပြီးထပ်ပြောရမယ်ကွာမမေ့ကြနဲ့ကွာပေါက်စေချင်လို့စေတနာနဲ့ကွာဆရာရဲ့စေတနာကိုအတိမဲ့တက်မြင်တက်ကြပါစေကွာဆရာတေချာပြောခဲ့တယ်တောက်ကြမွေး3ပရိတ်3 break မမေ့ကြနဲ့ကွာမွေး break လည်းထပ်ပြီးပေါက်ကြကွာဆရာတကွက်ကောင်းရှာပေးနေပါတယ်ဆရာတကွက်ကောင်းရှာတွေ့တဲ့အခါဆရာပရိသတ်တွေအတွက်တင်ပေးပါမယ်ကွာဆရာရဲ့စေတနာကိုအတိမတ်တက်မြင်တက်ကြပါစေကွာပွဲသိမ်းပေါက်ကြမနဲ့ထပ်ပြီးပေါက်ကြကွာဆရာရဲ့စေတနာကိုအတိမတ်ပြိုပေးရင်အားပေးတယ်လို့ပြောခဲ့ပေးပါကွာခဏပေါက်ကြပါစေကွာ